Hello မင်္ဂလာပါကျမရဲ့90 day challenge ရဲ့ဒီဖိုင်နေလေးဖြစ်တယ်ပေါ့နော်ဒီနေ့မှာတော့ကျမကြောက်စိတ်ကိုကြော်လွန်ပြီးတော့မှအရှင်ယူပြတဲ့အကြောင်းလေးကိုအနေငယ် share လုပ်ပေးချင်တာဖြစ်တယ်မင်္ဂလာပါကျမနာမည်ကတော့ခင်ချင်ဝန်းလို့ခေါ်တယ်ကျမက digital business လုပ်ငန်းကိုမြန်မာပြည်မန်းလေးမြို့မှာမိသားစုနဲ့တူနေထိုင်ရတဲ့ဝန်ဆောင်လုပ်ကိုင်နေတာဖြစ်တယ်ဒီလုပ်ငန်းကိုစိတ်ဝင်စားလို့လုပ်ကိုင်နေတဲ့လူတွေကိုလက်တွဲခေါ်ယူပေးနေတဲ့မေတ္တာတရားလည်းဖြစ်တယ်ကျမကြောက်စိတ်ကိုကြော်လွန်ပြီးတော့အရှင်ယူပြတဲ့အကြောင်းလို့ပြောလိုက်လို့ရှိရင်ကျမ digital business လုပ်ငန်းကိုလုပ်ကိုင်ပြခဲ့တဲ့အကြောင်းလေးကို sharing လုပ်ပေးချင်တာဖြစ်တယ်ပေါ့နော်ကျမက digital business လုပ်ငန်းကို2020နဲ့23လောက်ကစတင်ပြီးတော့မှတွေ့ရှိပြီးတော့မှပေါ့နော်ကျမရဲ့နာမည်နဲ့ Gmail ကိုထည့် register လုပ်ပြီးတော့မှကျမအဲ့ချိန်တော့ねပထမအဆင့်ကိုထပ်ပြီးတော့မှလေ့လာခဲ့တာပေါ့နော်လေ့လာပြီးတဲ့အချိန်မှာကျမထပ်သိကျင်တဲ့ခါကြတော့ကျမဒုတိယအဆင့်ကို$149သွင်းပြီးတော့မှလေ့လာရမှာဆိုတော့ကျမကြောက်ခဲ့တယ်ပေါ့နော်ကျမကိုစကန်များဖြစ်ရင်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့လိုကြောက်စိတ်လေးနဲ့ကျမဒုတိယအဆင့်ကိုမလေ့လာပြခဲ့ဘူးတခါထပ်ပြီးတော့မှ2024ကျတော့ကျမထီကြောညာကိုထပ်ပြီးတော့မှတွေ့ရှိခဲ့တာပေါ့နော်အဲ့လိုတွေ့ရှိတဲ့အချိန်ကျတော့ကျမကြောက်ပြီမဲ့လို့လဲဟာဒီချိန်တော့ငါလေ့လာကြည့်နေပေါ့နော်သူ့ကိုကြောညာရေးကိုနားထောင်ပြီးတော့လဲကျမလိုချင်တဲ့လုပ်ငန်းပုံစံဖြစ်နေတဲ့ခါကြတော့ပေါ့နော်ကျမအရန်ကိုပေါ့နော်လေ့လာခြင်းနဲ့ပို့ပြီးတော့မှစုံစုံလင်သိခြင်းနဲ့ထဲထဲဝင်ဝင်သိခြင်းတာဖြစ်တဲ့အတွက်လေ့လာခြင်းမယ်ဆိုပြီးတော့မှကျမကြောက်စိတ်ကိုကြော်ပြီးတော့မှကျမ$149သွင်းပြီးတော့မှလေ့လာခဲ့တယ်အဲ့လိုလေ့လာရတဲ့အချိန်မှာဟာလုပ်ငန်းတွေကပေါ့နော်အဲ့လိုမျိုးပေါ့ကိုတော်မထင်ထားတဲ့ဘယ်လိုပြောမလဲအောင်မြင်မှုမျိုးနဲ့အောင်မြင်နေကြတဲ့အချိန်မှာပေါ့နော်ကိုလည်းတွေ့ကိုလည်းဒီလိုမျိုးလောက်ကင်ပြခဲ့လို့ရှိရင်အဲ့လိုသူတို့အောင်မြင်နိုင်တာပဲဆိုရယ်စိတ်လေးကနေပြီးတော့မှာပေါ့နော်အဲ့လိုစိတ်လေးနဲ့ပဲကျွန်မထပ်ပြီးတော့မှာပေါ့နော်IDU ပြခဲ့တယ်ပေါ့နော်IDU ရဲ့အချိန်မှာလည်းကျွန်မကြောက်ခဲ့တာပဲပေါ့နော်အစင်မပြေပါမလားဆိုရယ်စိတ်လေးနဲ့ပေါ့နော်ကျွန်မကြောက်စိတ်လေးရှိခဲ့တယ်ရှိခဲ့ပေမဲ့လည်းကျွန်မအရှင်ယူပြခဲ့တယ်အရှင်ယူပြီးတော့မှပို့ပြီးတော့မှပေါ့နော်လေ့လာရတဲ့အချိန်မှာပေါ့စုံစုံလင်လင်ပို့ပြီးတော့မှထပ်ပြီးတော့မှလေ့လာရတဲ့အချိန်မှာဒီလုပ်ငန်းကိုကျမကြောက်နဲ့အရှင်ယူပြတဲ့အတွက်ကျမနောင်တရတယ်မရခဲ့တဲ့လုပ်ငန်းပေါ့နော်နောင်တလုံးဝမရခဲ့ဘူးပေါ့နော်ဒါပေမဲ့လုပ်ငန်းကိုကျမသူများလို့ပေါ့နော်ထဲထဲဝင်ဝင်ပေါ့လောက်ကင်တော့မယ်ဆိုတဲ့အချိန်မှာကျမဘယ်လိုပြောမလဲ social media မှာကြော်ညာဖို့ရအတွက်ကျမထပ်ပြီးတော့ကြောက်ပြန်တာပဲဘာလို့ဆိုကျမမလုပ်ရဘူးလေနော် social media သုံးဖို့ social media မှာကိုမျက်နှာထွက်ပြီးတော့ကြော်ညာဖို့ဆိုတာကျမအတွက်အရန်ကိုခက်ခဲတဲ့လုပ်ဖြစ်တယ်ဒါပေမဲ့လို့ကျမဘယ်လိုပြောမလဲလုပ်ငန်းရဲ့အကျိုးကျေးဇူးတွေကိုကျမရန်ကိုကြိုက်နေတာဖြစ်တဲ့အတွက်ဘယ်လိုဆိုဆိုပေါ့နော်ငါဘယ်လိုနည်းဖြစ်ဖြစ်ရအောင်လုပ်ကြည့်မယ်ဆိုပြီးတော့မှကျမစပြီးတော့မှရအောင်လုပ်ကြည့်တယ်ကြော်ညာတွေလုပ်ကြည့်တယ်ပေါ့နော်ဘလို့စကားပြောတာတွေကိုကျမကြောက်နဲ့ပဲပြောကြည့်ခဲ့တယ်ပေါ့နော်စပြီးတော့မှစမ်းပြီးတော့မှပြောကြည့်ခဲ့တဲ့အချိန်မှာခုဆိုခိုးတော့လည်းဆိုင်တော့နည်းနည်းလေးအဆင်ပြေလာပြီပေါ့နော်ကြောက်စိတ်လေးကိုနည်းနည်းလေးတော့ပြေပြောလာပြီဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့မိတ်ဆွေတို့ကိုပြပြချင်တာကပေါ့နော်တကယ်လို့ကိုကြောက်နေတဲ့အရာရှိခဲ့လို့ရှိရင်ကြောက်နေတဲ့တခြားတစ်ဖက်မှာဘာတွေရှိနိုင်မလဲပေါ့နော်ကျမတို့တွေပေါ့နော်အောင်မြင်မှုစီကိုသွားတဲ့လမ်းကြောင်းတွေပေါ့နော်တွေ့နိုင်တာပဲပေါ့နော်ဒါကြောင့်မို့လို့ကြောက်စိတ်တွေများရှိရင်ကြောက်စိတ်ကိုကြော်လွန်ပြီးတော့မှအရှင်ယူကြည့်ပါလို့ကျမအကြံပေးချင်တာဖြစ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်